Manchester United ရဲ့အောင်မြင်မှုလမ်းကြောင်းကို Michael Carrick ဘလို့ဆက်ရှောင်မလဲ။ Newcastle နဲ့ပွဲမတိုင်ရင်သူဘာတွေပြောခဲ့လဲဆိုတာအခုပဲကြည့်လိုက်ရအောင်။အသင်းရဲ့လူစီရင်အခြေအနေနဲ့ပတ်သက်ပြီး Carrick ကအခုလိုပဲပြောကြားခဲ့ပါတယ်။ပြီးခဲ့တဲ့ပွဲစဉ်မှာလူစားလဲခဲ့ရတဲ့ Luke Shaw နဲ့ Harry Maguire တို့ဟာပြင်းထန်တဲ့ဒဏ်ရာရရှိခဲ့တာမဟုတ်ပါဘူး။သူတို့ဟာဖျားနာနေပြီးပွဲကစားနေစဉ်အတွင်းနေထိုင်မကောင်းသလိုခံစားခဲ့ရတာကြောင့်ပဲဖြစ်ပါတယ်။လက်ရှိမှာတော့ United C အဖွဲ့ဟာဒဏ်ရာရကစားသမားတွေရဲ့အခြေအနေကိုနေ့စဉ်စောင့်ကြည့်နေပါတယ်။လာမယ့်ပွဲစဉ်မှာတော့သူတို့နှစ်ဦးပြန်ပါဝင်လာဖို့မျှော်လင့်ချက်တွေရှိနေပါတယ်။ Carrick ကအသင်းရဲ့လက်ရှိခြေစွမ်းအပေါ်မှာဂျင်းနက်မှုရှိပေမဲ့အတိတ်ကရလဒ်တွေမှာတာယာမနီးဖို့တတိပေးခဲ့ပါတယ်။ Premier League မှာခြေစွမ်းကိုအမြဲထိန်းထားဖို့ဆိုတာခက်ခဲပြီးပြိုင်ဘက်တိုင်းကပြဿနာပေးနိုင်တယ်လို့သူကဆိုပါတယ်။နောက်ထပ်အငင်းပွားစရာဖြစ်နေတဲ့ penalty area အတွင်းဆွဲလာရန်လာဖြစ်တဲ့ကိစ္စတွေကိုလည်း Carrick ကထုတ်ဖော်ပြောဆိုခဲ့ပါတယ်။အထူးသဖြင့်ပစ်တန်ဘော်တွေကနေဂိုးရဖို့ကြိုးစားကြတဲ့အခါမှာဒါတွေကပိုများလာတယ်လို့သူကလက်ခံထားပါတယ်။ UEFA Champions League ဝင်ခွင့်အတွက်အခြေအနေကောင်းနေပေမဲ့ Carrick ကတော့အဝေးကြီးမတွေးသေးပါဘူး။ St James Park မှာကစားရမယ် Newcastle နဲ့ပွဲကအရန်ခက်ခဲမယ်ဆိုတာသူကောင်းကောင်းသိပါတယ်။အသင်းကောင်းဆောင် Bruno Fernandes ရဲ့ဦးဆောင်မှုနဲ့ပတ်သက်ပြီးတော့လည်းသူကအထူးချီးကျူးခဲ့ပါတယ်။ Bruno ဟာအသင်းအတွက်အရေးအပါဆုံးကစားသမားတွေထဲကတစ်ယောက်ဖြစ်တယ်လို့သူကပြောကြားခဲ့ပါတယ်။ Manchester United က Champions League ဝင်ခွင့်ကိုရယူနိုင်မလား။ခင်ဗျားတို့ရဲ့အမြင်တွေကို comment မှာရေးပေးခဲ့ပါဦး။ဒီလိုအားကစားသတင်းတွေကိုနေ့စဉ်သိရဖို့ like နဲ့ follow လုပ်ထားဖို့မမေ့နဲ့ဦးနော်။